အားလုံးပဲမင်္ဂလာပါ United Jolly TikTok နဲ့ဘောကောင် YouTube Channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့31စပေးမှာတော့ကျွန်တော်ပြီးခဲ့တဲ့2026ခုကပလားကျွန်တော်ဘူလူဝဲ final ပေါ့နော်ဒီ final မှာတော့ကျွန်တော်စပိန်သင်းကချန်ပီယံဖြစ်သွားတယ်ပေါ့နော်ချန်ပီယံဖြစ်သွားပြီးတော့ကျွန်တော်ဒီချန်ပီယံမဖြစ်ခင်မှာကျွန်တော်ပွဲကြိုသုံးသက်ချက်ကျွန်တော်ဗီဒီယိုလေးတင်ထားတဲ့အချိန်မှာကျွန်တော်စပိန်နဲ့ကျွန်တော်အာဂျင်တီးနားအသင်းကိုကျွန်တော်စပိန်သင်းက2ဂိုးမရှိနဲ့နိုင်မယ်ဆိုပြီးကျွန်တော်ပြောထားတယ်ပြောထားတဲ့နေရာမှာဒီမှာစပိန်သင်းကတော့ကျွန်တော်1ဂိုးညင်နိုင်သွားတယ်ပေါ့နော်ပို့မှာလဲကျွန်တော်ဝင်ပြီးတော့ကျွန်တော်ခုမှတ်မှန်းတဲ့ညီကိုတွေရှိတယ်ညီကိုတွေကကျွန်တော်ချစ်စလုံးနဲ့တော့စတာပေါ့နော်ကျွန်တော်စပိန်အားပေးရဖြစ်တဲ့သူတို့ကအာဂျင်တီးနားအားပေးရနေတူတယ်အဲဒါကိုကျွန်တော်ချစ်စလုံးနဲ့စတာပေါ့နော်ဒီကိုတွေပေါ့နော်ဒီကိုတွေစတာပြီးနောက်ဒီကိုလည်းပါသေးရပေါ့နော်ဒီကိုကိုတွေကပေါ့နော်ဒီကိုတွေစပြီးပြောတဲ့အချိန်မှာကျွန်တော်ကလုံးဝပြောမှဆိုရင်ကျွန်တော်ကလည်းချန်ပီယံဖြစ်သွားတဲ့အခါကျမှကျွန်တော်လည်းပြန်စထားရပေါ့နော်သူတို့ကတော့ဒီလိုပဲတိုင်ပွဲပေါ့ဗျာ final ပွဲမကန်ခင်တော့ပြန်လဲစကားစစ်ထိုးတာကိုစတာလို့ရှိတယ်ကျွန်တော်ရဲ့စိတ်မဆိုးပါဘူးဒါကတော့ဒီလိုပဲတချို့အမြင်နဲ့သူများအမြင်နဲ့ကျွန်တော်အမြင်နဲ့မတူဘူးဗျာတချို့အားပေးရဲ့လူအာဂျင်တီးနားအားပေးရဲ့လူရဲ့အမြင်နဲ့ကျွန်တော်စပိန်အားပေးရဲ့လူရဲ့အမြင်နဲ့မတူဘူးဗျာအဲ့လိုချင်းဗျာဒါကျွန်တော်ဘော်ဝဲသုံးသက်သူအနေနဲ့ဂျားတွေကအမြင်ကြည့်မယ်ဆိုလဲတစ်မျိုးမြင်အမြင်ရှိတယ်ဗျာကျွန်တော်မှအမြင်ကနှစ်မျိုးမြင်ရဗျာဘောလုံးပွဲကိုကျွန်တော်အားပေးရဲ့အသင်းကိုမြင်ရတဲ့အမြင်နဲ့ကျွန်တော်ဂျားနေပြည်သက်အနေနဲ့ဘောလုံးပွဲကိုကျွန်တော်ဘောလုံးပွဲသုံးသက်သူအနေနဲ့မြင်ရတဲ့အမြင်ရှုထောင့်နှစ်မျိုးကြည့်ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဘောလုံးပွဲတစ်ပွဲမှာလည်းတစ်ဖက်ဆောင်နေကြီးပဲကြည့်လို့မရတယ်တချို့ဟာရှိတယ်ပေါ့နော်ဒီပွဲဆိုကျွန်တော်ပြန်ပြီးတော့ကျွန်တော်review လုပ်ရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီစပိန်သင်းကတော့ 1-0 နဲ့နိုင်သွားတယ်အချိန်ပုံမှာပဲနိုင်သွားတဲ့အချိန်မှာဒီဖြစ်ပျက်ကိုကျွန်တော်ဘာကိုသွားပြီးတော့သွားသတိရတယ်ဒီလိုမျိုးနိုင်သွားချိန်မှာကျွန်တော်ဘာကိုသွားသတိရလဲဆိုရင်ကျွန်တော်ပြီးခဲ့တဲ့2010စပိန်ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားတဲ့အခိုက်အတန့်ကိုသွားပြီးကျွန်တော်သတိရဆိုဘာလဲဆိုတော့ကျွန်တော်အဲ့တုန်းကကျွန်တော်စပိန်ရောနယ်သာလန်အောင်အားပေးတာနှစ်သင်းလုံးအားပေးတာကိုကြိုက်တဲ့အသင်းနှစ်သင်းလုံးသူတို့ကစားပုံကြိုက်တယ်ဗျာသူတို့ကစားတဲ့ကစားဟန်ကြိုက်တယ်အဲ့တုန်းကနယ်သာလန်မှာဆိုရော်ဘင်တို့ဘာတို့ဗျာပြီးရင်ဘန်နာဆာတို့ဘာတို့ဘန်နာဆာမဟုတ် sorry ကျွန်တော်ဖူဟန်ကိုသမားပဲကိုသမားနဲ့မနေမိသွားတယ်အဲ့ကောင်တို့ပြီးရင်ကျွန်တော်ဒီချောင်းတို့ဘာလို့အများကြီးပဲဗျာတကယ်ကောင်းတဲ့ဘန်ဘော့စတန်တို့ဘာလို့နယ်သာလန်မှာဆိုစပိန်မှာဆိုရင်ကျွန်တော်အင်ဒီယစတာတို့ဇာဘီတို့ပြီးရင်အလွန်ဆိုတို့ပြီးရင်လုံးဝကောင်းတဲ့ဆာဂျီယိုရာမိုတို့ကိုသမားဆိုတဲ့အိုင်ဂန်ကာစီလက်တို့ဘာလို့လုံးဝဗျာတကယ်ကောင်းတဲ့ခိုက်တန်2010ပိုလူပွဲတုန်းကဆိုအဲ့လိုပဲကျွန်တော်ပွဲချိန်အတွင်းမှာပဲတည်ကြလို့အချိန်ပုံမိနစ်သွားတဲ့အချိန်မှာအဲ့လိုပဲကျွန်တော်အချိန်ပုံမိနစ်မှာပဲကျွန်တော်နယ်သာလန်တယောက်ထုတ်ခံရတယ်ဇာဘီလွန်ဆိုခေါင်းခုန်တိုက်တဲ့ဘောလုံးကိုဒီချောင်းကကျွန်တော်တို့ဖုန်ပြီးတော့ချောင်းနဲ့တားလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရင်ဘက်ကိုချောင်းနဲ့ကန်ပြီးဆိုဖြစ်တဲ့အတွက်ကျွန်တော်အနီကက်နဲ့ထွက်သွားတယ်ပေါ့နော်တယောက်ရောတော့မှပဲကျွန်တော်စပိန်အသင်းကကျွန်တော်တို့ဒီဘီကုတ်ထဲမှာအင်ဒီယစတာရဲ့ကျွန်တော်တို့လှလှပပပိတ်သွင်းမှုနဲ့တူတူကျွန်တော်တို့စပိန်ကချန်ပီယံဖြစ်ခဲ့ပေါ့နော်အဲ့လိုအခိုက်အတန့်မျိုးပေါ့အဲ့လိုအခိုက်အတန့်မျိုးကျွန်တော်ပြန်သတိရတယ်ဒီအာဂျင်တီးနားတယောက်ထွက်သွားတယ်ပေါ့နော်တယောက်ထွက်သွားတဲ့အချိန်မှာဗာလဲအချိန်မူရောက်တယ်အချိန်မူရောက်friend တော့တဲ့လူသားဝင်လာတာလို့ကျွန်တော်သတိထားမိတယ်လူသားဝင်လာစောစီကိုရစပယ်လူသားလဲလိုက်တာဘာလို့လုပ်တဲ့အချိန်မှာဒီကောင်လေးကဟုတ်နေပြီကျွန်တော်2010ကမ္ဘာဖလားကောင်ပြန်မြင်ရမလားမသိဘူးခိုက်တက်မျိုးပြန်မြင်ရမလားမသိဘူးဆိုပြီးကျွန်တော်တွေးလိုက်သေးတယ်တစ်ချက်တော့တွေးလိုက်သေးတယ်မိနစ်90ပြည့်သွားတဲ့အချိန်မှာချိန်မူသွားတဲ့အချိန်မှာ2010ကမ္ဘာဖလားရဲ့အခိုက်တက်မျိုးပြန်သွားရမလားမသိဘူးဆိုထင်းတဲ့အတိုင်းပဲဖြစ်တာပဲကျွန်တော်အချိန်မူဒုတိယပိုင်းမှာပဲကျွန်တော် friend တော့လက်ကဒီနီကိုဝီလီယံချပြီးတဲ့ဘောလုံးကိုကျွန်တော်တခါလေးပိတ်သွင်းသွားရပေါ့နော်အဲ့ 1-0 တစ်လုံးနဲ့လည်းပဲကျွန်တော်စပိန်ချန်ပီယံဖြစ်သွားကျွန်တော်ဒီနေ့မှာကျွန်တော်ပြောချင်တာကျွန်တော်အာဂျင်တီးနားအသင်းကိုကျွန်တော်ချန်ပီယံမဖြစ်နိုင်ဘူးအာဂျင်တီးနားမနိုင်ဘူးလို့ကျွန်တော်ဘာကြောင့်ကြွေးလဲဆိုတော့အာဂျင်တီးနားတောက်လျှောက်တက်လာတဲ့အခြေအနေမျိုးမှာအာဂျင်တီးနားကစားပုံကျွန်တော်မကြိုက်ဘူးတိတ်ပြီးမကြိုက်ဘူးဆိုဘာလို့မကြိုက်တယ်လဲဆိုတော့ပုံဝင်လည်းပြောမှာဆိုစီးတွင်းပေါင်တွင်းကမကစားတတ်တာကိုကျွန်တော်မကြိုက်တာပြိုင်ပွဲတော့ဗျာအနိုင်ယူရမှန်တယ်ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်အနိုင်ယူရမယ်ဆိုတာဖြန့်မှန်တယ်လက်ခံကျွန်တော်အဲ့ဒါကိုလက်ခံအနိုင်ယူဖို့အဓိကနိုင်ရရှိဖို့အဓိကပြောချင်တာဒါပေမဲ့အနိုင်ရရှိဖို့အဓိကဆိုပေမဲ့ကျွန်တော်ဘောလုံးအားကစားနည်းမှာလဲဘောလုံးအားကစားဆိုတဲ့ကျွန်တော်စီးတွင်းပေါင်တွင်းရှိတယ်အဲ့စီးတွင်းပေါင်တွင်းမှာကျွန်တော်အနိုင်ရအောင်ယူရမယ်အဲ့ဒါမှဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်အနိုင်ရအောင်ယူမယ်ဆိုတဲ့အနေအထားမျိုးဒီစီးတွင်းပေါင်တွင်းကနေငါတို့ဒီပြိုင်ပွဲတစ်ခုဒီနိုင်ပွဲတစ်ခုငါတို့ဘယ်လိုရအောင်ယူရမလဲဆိုတဲ့စိတ်ဓာတ်သူတို့မှမရှိအဲ့ဒါတစ်ခုဆိုသူတို့နိုင်ဖို့ပဲသိတယ်နိုင်ကျင်တာပဲသိတယ်သူတို့လိုချင်တာပဲသိတယ်ဒါပေမဲ့သူတို့ဒီစီးတွင်းပေါင်တွင်းကနေသူတို့ဒီကမ္ဘာဖလားဘယ်လိုရအောင်ယူရမလဲဆိုသူတို့မသိအဲ့ဒီအချက်ကသူတို့အတွက်ကျွန်တော်တော်တော်လေးစိုးရတဲ့အချက်ပေါ့နော်ကျွန်တော်ပြောအောင်ဆိုရင်ဒီမိနစ်90မပြည့်ခင်မှာကျွန်တော်အန်ဆိုဖာနန်တက်หนีသွားတယ်နောက်ဝတနည်းနဲ့အန်ဆိုဖာနန်တက်မหนีရင်လည်းကျွန်တော်ဒီပွဲမှာလီယန်လိုပရိုက်တက်ကหนีတော့မှာပွင့်နေလီယန်လိုပရိုက်တက်ကျွန်တော်ဟိုကပြခံပြီးတဲ့အချိန်မှာတောက်လျှောက်ဖောင်းနေလောက်တာ3-5ချိန်ရှိတယ်အဲ့တော့ဒိုင်လူကြီးက
နှစ်ဝါတင်ဖြစ်မှာဆိုလို့ကျွန်တော်နောက်ထပ်အဝါမပြသေးပဲနဲ့ဝန်တင်နေပေးတယ်ကျွန်တော်ဒီတိုင်းပဲလွတ်ထားပြီးတယ်ပေါ့နော်ပြောဆိုဒါကိုဒိုင်လူကြီးလွတ်ထားပြီးမဟုတ်နှစ်ဝါလေးနဲ့တယောက်ထောက်သွားရင်ဒီပွဲရဲ့ momentum ပြတ်သွားမှာဆိုလို့သူကမထုတ်ဘဲနဲ့သူကအဲ့လိုမျိုးမဝါသင်းဆိုတဲ့အနေအထားမျိုးနဲ့သွားနေနေမှာဒီအန်ဆိုဖာနန်ဒက်အလုံးကြောင့်သူဘလို့မှလစ်လူရှူပေးလို့မရလစ်လူရှူတာတော့မဟုတ်ဗျာပိုးဝင်လင်းပြောလို့ဆိုဒီလုံးကကြတော့ဘလို့မှပိုးဝင်လင်းပြောလို့ဖောင်းဖြစ်နေပြီဗျာအဝါကလည်းပြတင်ပြထိုက်နေပြီအနေကမဟုတ်လားအဝါကပြကိုပြရမယ်အနေထားဖြစ်တဲ့အတွက်ငကိုဝါရှိပြီးသားအန်ဆိုဖာနန်ဒက်နှစ်ဝါတင်နေထွက်သွားတယ်ရှင်းလေးအဲ့ဒီမှာအန်ဆိုဖာနန်ဒက်မထွက်ကျွန်တော်အချိန်ပေါ်မှာဒီယန်လိုဘရက်တက်ထွက်တော့တေးကြတယ်ဘာလို့လဲဆိုတော့ဒီယန်လိုဘရက်တက်ဖောင်းနေတဲ့အလုံးတွေကကျွန်တော်ပွင့်လင်းပြောလို့လုံးဝ pure ဖောင်းနေလုံးဝပလိကျွန်တော်တို့ဒီရိုဒီယိုတိုက်တဲ့အလုံးတွေပါဆိုအဲ့လိုမျိုးပေါ့ဗျာပလိဖောင်းတဲ့အလုံးတွေပေါ့ဗျာအဲ့လိုပလိဖောင်းတဲ့အလုံးတွေဖြစ်တဲ့အတွက်ကျွန်တော်နီးမှာအဲ့ကောင်အဲ့ဒါကိုကျွန်တော်တို့ဒိုင်နိုကြီးကပွဲရဲ့ moment နဲ့ပြတ်သွားမှာဆိုလို့အဝါကလည်းတိတ်ပြီးတော့သူလှုပ်တဲ့လှုပ်ရက်တွေမှာတိတ်မထိုက်တန်သေးရဖြစ်တော့မပြသေးဘဲနဲ့အန်ဆိုကကျွန်တော်တစားကဖြစ်သွားတဲ့သဘောမျိုးဖြစ်သွားတယ်ဒါပေမဲ့ပွင့်လင်းပြောဆိုဒီလိုမျိုးပေါ့အာဂျင်တီးနားပွင့်လင်းပြောဆိုအာဂျင်တီးနားမှာစီးတွင်းဖောင်တွင်ကစားတဲ့ကစားသမား3ယောက်ပြင်ပုံမရှိဘူးမက်ဆီအပါဝင်3ယောက်ပြင်ပုံမရှိဘူးမက်ဆီစီးတွင်းပေါင်တွေကစားတယ်ကျန်တဲ့နောက်ထပ်ကစားသမား3-4ယောက်လောက်ကပဲစီးတွင်းပေါင်တွေကကစားတတ်တာကျန်တဲ့ကောင်တွေကစီးတွင်းပေါင်တွေကမကစားတဲ့စီးပြင်ပေါင်ကြီးကြော်ပြီးကစားနေရကျွန်တော်တွေ့ရပြန်မတော့ရှောက်ပါတော့ဒါပေမဲ့ဒါသူတို့ရဲ့နိုင်လို့ချင်းစိတ်ကြောင့်ဆိုတဲ့အနေထားမျိုးကျွန်တော်ခွင့်လွှတ်ပေးလို့ရဒါပေမဲ့ပြိုင်ပွဲအဆုံးသက်ပြိုင်ပွဲတကယ်အရေးကြီးပါပဲဆိုတဲ့ပွဲစဉ်ကြတော့ကျွန်တော်ဘာဖြစ်လဲအဲ့အချက်တွေစကားပြောသွားရှင်းလင်းပွင့်မှာရှင်းစပိန်သင်းစီးတွင်းပေါင်တွင်အရန်ကစားတတ်ကြုံကြည့်လိုက်ကျန်လာမပြောနဲ့ဒီစပိန်သင်းကျွန်တော်အနီကက်တွေပါယူကျွန်တော်ပြသွားတဲ့အချိန်မှာမပြောပြီးခဲ့တဲ့ကျွန်တော်တို့ပြင်သစ်နဲ့ပွဲကိုကြည့်လိုက်ပနဒီရယူရတဲ့အနေထားမျိုးကြည့်လိုက်လာမင်းရမယ်ဘောလုံးအကြမှာသူဘလိုမျိုးယူသွားဒီပြင်သစ်ကလူကဒီနီကဘာဖြစ်လို့သူ့ပလိန်ဖောင်းလိုက်မိဒါပဲရှင်းလေးသူတို့စီးတွင်းပေါင်တွေကဘလို့လောက်ကရမယ်ဆိုတော့သူသိရှင်းလေးပဲဘောလုံးကိုတစ်ချက်အကြကိုတစ်ချက်ခေါင်းနဲ့တို့ပြီးအကြမှာအထိန်းမှာသူကbody နဲ့ဒီရင်ပတ်နဲ့ဝင်ထိန်းတယ်ဟိုကောင်ကမမြင်မဲနဲ့ဖြတ်ကန်တဲ့အချိန်မှာရှင်းပနဒီဖြစ်သွားဒါဟိုကောင်ကိုအဝါကပဲပြတယ်ပနဒီရပါရှင်းလေးစီးတွင်းပေါင်တွေကသူတို့ရဲ့ကစားဟန်နဲ့သူတို့ကစားပုံနဲ့ဒီစီးတွင်းပေါင်တွေကဘယ်လိုကစားမလဲသူတို့နားလဲအဲ့လိုစပိန်သင်းကိုကျွန်တော်တို့ဒီဘက်ကစီးတွင်းပေါင်တွေကမကစားတတ်တဲ့အာဂျင်တီးနားနဲ့တွေ့တဲ့အခါကျတော့တခုခုတော့ဖြစ်မယ်ဆိုတော့ကျွန်တော်တို့ကကျင်းစီပေါက်တွက်လို့ရကျင်းစီပေါက်သိအဲ့လိုမျိုးချင်းမှာဒါကိုအာဂျင်တီးနားသင်းတောက်လျှောက်တက်လာဖြတ်သန်းမှုကိုကျွန်တော်စော်ကားလို့ခြင်းလည်းမဟုတ်ကျွန်တော်မကောင်းပြောခြင်းလည်းမဟုတ်အာဂျင်တီးနားကောင်းသူကလက်ခံပေးလို့ရတဲ့အနေအထားရှိဒါပေမဲ့ကျွန်တော်ကပြောလို့စီးတွင်းပေါင်တွေကကစားတတ်တဲ့ကစားသမားနေပါမှုကြောင့်ကျွန်တော်ဒီအချိန်ကိုရင်ဆိုင်ခဲ့ရတယ်အဲ့အောင်မင်းတို့စပင်တယောက်ထွက်သွားလို့နိုင်သွားပါဘာညာမပြောနဲ့ကြည့်လိုက်ကျွန်တော်ပွဲစဉ်ရဲ့ကျွန်တော်တို့ဇရာ graph ဇရာပဲကြည့်လိုက်ပွဲကိုပဲတစ်ချိန်လုံးမိနစ်90သွားကြည့်နေတာကြည့်လိုက်အာဂျင်တီးနားအတင်းကျွန်တော်ကိုဘောက်ကိုကန်ဆုံးမိနစ်90လုံးတစ်ချိန်မှမရအဲ့လောက်ထိဆိုးသွားတာအချိန်ကြီးကကျွန်တော်ဒါအာဂျင်တီးနားအတင်းပိတ်ကန်နေလို့ကျွန်တော်စောစီစပိန်သင်းကိုဂိုးမပေးရဖြစ်တယ်တစ်ချိန်လုံးစပိန်သင်းရဲ့6ထဲမှာဘောလုံးရှိတယ်လုတ်ချင်ကိုင်းခြင်းတဲ့အကွက်တွေရှိတယ်ဒါပေမဲ့သူတို့ဘလူပဲဆိုတဲ့အနေထားမျိုးငါတို့ပေးလိုက်လို့တစ်ချက်မှားသွားရင်ငါတို့ပြန်ပေါက်မယ်ဂိုးပေးရမယ်ဆိုတဲ့အနေထားမျိုးစပိန်သင်းမှာငကိုတွေကသူတို့ရဲ့ကစားဟန်သူတို့ရဲ့ momentum ရှိတယ်ဘာလဲဆိုရင်ငါတို့ကတော့ဂိုးရချင်မှရမယ်ဒါပေမဲ့ငါတို့တော့ဂိုးလာမသွင်းနဲ့ဆိုတဲ့ပုံစံမျိုးရှိအားကြောင့်မလို့လည်းပြိုင်ပွဲတောက်လျှောက်မှာတကိုးပဲပေးခဲ့တာဒါစပိန်သင်းရဲ့ကစားဟန်ဒါစပိန်သင်းရဲ့ mentality အဲ့လိုမျိုးကျွန်တော်short တော့လို့မရဘူးအဲ့လိုမျိုးချိန်မှာအာဂျင်တီးနားအသင်းကလုံးဝကျွန်တော်စီးတွင်းပေါင်တွေကပြင်ကစားတဲ့အပြင်မှာသူတို့ရဲ့ကစားဟန်လုံးဝတည်လို့မရတဲ့အနေအထားမျိုးမှာကျွန်တော်အရှုံးပေးခဲ့ရတယ်ဒီပွဲစဉ်မှာကျွန်တော်စပိန်သင်းကတော့ 1-0 နဲ့နိုင်သွားတဲ့အပြင်မှာအကောင်းဆုံးလူငယ်ကစားသမားစုကိုကျွန်တော်တို့စပိန်သင်းကနောက်တန်းကစားသမားဖြစ်တဲ့ဒါမင်းရမှန်ကိုကြော်ပြီးတော့ဗောနော်နောက်တန်းကစားသမားလေးဖြစ်တဲ့ပါကူပါစီကရသွားတယ်ပြီးရင်ကျွန်တော်တို့အကောင်းဆုံးကစားသမားစုကိုကျွန်တော်တို့ကွင်းလေကကျွန်တော်တို့ရိုဒီကရပြီးတော့ကျွန်တော်တို့ကိုအကောင်းဆုံးကစားသမားစုတော့ဦးနိုင်စီမူရဟာမင်းတို့ဦးနိုင်စီမူကဘာမှလည်းမဖမ်းရပဲနဲ့မရဘူးဆိုမရသင့်ပါဘူးဆိုတဲ့အနေအထားမျိုးအဲ့လိုမျိုးပြောလို့ဒါတစ်ချက်ပြန်ကြည့်တယ်စပိန်နဲ့တောက်လျှောက်တက်လာတဲ့အချိန်မှာပေးကိုတကူပဲပေးရတဲ့အပြင်မှာဘာကြောင့်အဲ့လိုမျိုးပေးကိုမပေးရတာစိုင်းနဲ့ကွင်းလေအရန်ကောင်းနေလို့နောက်တန်းအရန်ကောင်းနေလို့စိုင်းနဲ့လက်ခံဒါပေမဲ့ကွင်းနဲ့နောက်တန်းကိုကြော်ပြီးရောက်လာတဲ့ဘောလုံးတွေဦးနိုင်စီမူကမဖမ်းပဲနဲ့ရှေ့တက်ပြီးဘလိုမျိုးထွက်ရှင်းပေးနေလဲဆိုတဲ့ကျွန်တော်အခန်းကဏ္ဍတွေဝင်ကြည့်အဲ့အလုံးမျိုးတွေကသူထွက်မရှင်းဘူးဆိုရင်အဲ့ဂိုးတွေကဂိုးဖြစ်ပြောင်းလဲသွားတယ်ပြန်ကြည့်လိုက်ဦးနိုင်စီမူရဲ့အကောင်းဆုံး record တွေကိုကျွန်တော်ကဘာဖလား record ကိုကြည့်လို့ရတယ်တိတ်မကြခင်ကျွန်တော် video file တွေတက်လာလိမ့်မယ်အဲ့အချိန်မှာဒီဂိုးသမားဘာဖြစ်လို့ရားထင်းရိုက်တိုက်တယ်ဆိုတော့ကျွန်တော် modern ဘောလုံးလောကမှာပြောတယ် super keeper ပေါ့နော် super keeper စစ်ကိုကျွန်တော်အမြင်တွေ့ခဲ့ရဒါ super keeper တယောက်ရဲ့လှုပ်ဆောင်ရမယ့်အချက်တွေကိုသူကိုယ်တိုင်ပြသသွားခြင်းဖြစ်တယ်ကောင်းမွန်တဲ့ super keeper တယောက်ကဘယ်လိုမျိုးပွဲကိုထိန်းချောင်းတဲ့အပြင်မှာပွဲကိုအသင်ကစားပုံဘယ်လိုမျိုးတည်ငြိမ်အောင်လုပ်ပေးလို့ရတယ်ဆိုတာကိုပြသသွားတာဖြစ်
အားကြောင့်မလို့ကျွန်တော်တို့ဒီပွဲစဉ်မှာစပိန်တွေကနိုင်ရရှိသွားဖြစ်တယ်ကိုအများဆုံးတွင်းတဲ့ကစားမကိုတော့ကီလီယန်အမ်ဘာပေကရသွားတယ်ကမ္ဘာဖလားရဲ့တွင်းကိုအများဆုံးသမိုင်းတစ်လျှောက်ပေါ့နော်တွင်းကိုအများဆုံးကစားမကလည်းကီလီယန်အမ်ဘာပေဖြစ်သွားတယ်ပေါ့နော်ဒီကမ္ဘာဖလားမှာတော့မထင်မှတ်တာအများကြီးဖြစ်တဲ့အပြင်မှာကျွန်တော်တို့လုံးဝကောင်းမွန်တဲ့ကစားပုံကောင်းမွန်တဲ့လုံးဝစီးစနစ်ကြပါတယ်ဆိုတော့ဘောလုံးနိုင်နေကစားနိုင်ပါတယ်ဆိုတော့စပိန်သင်းကကျွန်တော်တို့ဒီပွဲစဉ်မှာကျွန်တော်တို့ချန်ပီယံဖြစ်သွားတာဖြစ်တယ်ဘာမှညင်းရမရှိဘူးဒီချန်ပီယံလုံးဝပြည့်စုံတဲ့ချန်ပီယံတယောက်ပြီးရဲ့ပြင်ကိုကျွန်တော်တို့ဒီအသင်းကလူစားလဲလိုက်တာတော့မှကျွန်တော်တို့သူ့လူစားလဲလိုက်တဲ့နေရာကဝင်လိုက်ကစားမှအကုန်လုံးကတိုင်ပင်အောက်မနေပဲအကုန်လုံးတိုင်ပင်တွေကကွက်တိဖြစ်နေတယ်ကျွန်တော်ဒုတိယပိုင်းမှာဝင်လာလဲကျွန်တော်အဲရစ်ဂါစီယာနဲ့လာပေါ့လဲတယ်အဲရစ်ဂါစီယာဘာမှတိုင်ပင်မအောက်ဘူးကျွန်တော်ကွင်းလယ်မှာရိုဒီကိုထုတ်ပြီးတော့စူပါမန်နီထည့်တယ်ကျွန်တော်တိုင်ပင်မအောက်ဘူးလုံးဝကွက်တိတွေကြီးပဲဘာမှပြောစရာမလိုအပိုလိုမရှိဘူးကျွန်တော်သူ့ကစားခွင့်နဲ့သူ့ကစားဟန်နဲ့ကွက်တိညီးနေတယ်ကျွန်တော်တောင်းပန်မှာဆိုလဲလက်စစ်ဖန်တာထွက်တယ်ကျွန်တော်နီကိုဝီလျံဝင်တယ်ကျွန်တော်ဘိုးသွင်းဖို့ဖန်တီးပေးသွားတယ်အိုယာစပယ်ကိုထုတ်တယ်ကျွန်တော်ဖရန်တောရဲ့ထွက်တယ်အနိုင်ကိုတွင်းသွားတယ်ကျွန်တော်ပြီးရင်ဒန်နီအော်မိုထုတ်တယ်မီကယ်မိုရီနိုထည့်တယ်ပေါ့နော်အဲ့လိုချိန်မှာမီကယ်မိုရီနိုရဲ့လုံအားလုံးတွေကိုရနိုင်ရရှိရဲ့ဘိုးဖန်တီးမှုတွေတို့အပြင်ကိုကျွန်တော်တို့အာဂျင်တီးနားအသင်းကိုရမဲ့ဘောလုံးလမ်းကြောင်းတွေပါဖြတ်ထုတ်သွားတာတွေ့ရအဲ့လိုမျိုးချိန်တွေမှာကျွန်တော်အားကြောင့်စပိန်သင်းကလုံးဝပြူဝချန်ပီယံလုံးဝကျွန်တော်စဉ်းစားရမလို့တဲ့ချန်ပီယံလုံးဝတေးကြတဲ့ချန်ပီယံမှန်ကန်တဲ့ချန်ပီယံတယောက်ကျွန်တော်2026ကမ္ဘာဖလားမှာထွက်ပေါ်လာတာဖြစ်တယ်တစ်ဖက်ကအာဂျင်တီးနားအသင်းအတွက်ကတော့စိတ်မကောင်းစရာဖြစ်တယ်ကျွန်တော်လီယိုမက်ဆီငိုတဲ့အချိန်မှာကျွန်တော်စပိန်သင်းချန်ပီယံဖြစ်သွားတဲ့ဟာအောင်မှကျွန်တော်တိတ်မပြောနိုင်ဘူးနော်မက်ဆီငိုတာလေးပြတဲ့အချိန်မှာစိတ်ထဲမကောင်းဘူးဘာလို့ဆိုတော့သူ့ရဲ့ဒါနောက်ဆုံးကမ္ဘာဖလားဖြစ်တဲ့အတွက်ရိုနယ်ဒိုလည်းဒါသူ့ရဲ့နောက်ဆုံးကမ္ဘာဖလားဖြစ်နိုင်ရည်ရှိပြီးဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ဒီ legend နှစ်ယောက်ကိုတော့ဒီကမ္ဘာဖလားမှာကျွန်တော်နှုတ်ဆက်ခဲ့ရပြီနော် legend တွေတော်တော်များများကိုနှုတ်ဆက်ခဲ့ရပြီနော်ပွင့်လင်းပြောရင်လူကာမိုတိုတို့ကျွန်တော်တို့နေမာတို့တော်တော်များများလည်းကျွန်တော်နှုတ်ဆက်သွားပြီအဲ့အတွက်ကျွန်တော်တို့ legend တွေအကုန်လုံးကတော့ဒီကမ္ဘာဖလားကနေအနားယူရပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကမ္ဘာဖလားကတော့ကျွန်တော်ဝမ်းနည်းစရာတွေရောကျွန်တော်ပျော်ရွှင်စရာတွေရောမထင်မှတ်တာတွေရောကျွန်တော်တို့လုံးဝကြည့်လို့ကောင်းခဲ့တဲ့အံ့အားသင့်စရာကျွန်တော်ကမ္ဘာဖလားတစ်ခုဖြစ်အဆုံးသတ်သွားပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးရဲ့အကြောင်းအရာလေးကိုဆုံးဖြတ်ထားအောင်ပြီးလို့အားလုံးပဲကျေးဇူးတင်ပါတယ်ဗျ